တကယ်တမ်းစိတ်ကိုဘာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်တော့စိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်တာအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်တာအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သေခြင်းကိုသိတဲ့ဉာဏ်ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုန်းဘုန်းတို့သေရလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းဟာသေမျိုးတွေတစ်ချိန်မှာသေရမှာဘယ်ချိန်သေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုန်းဘုန်းတို့သေကြရမှာအဲ့ဒီသေခြင်းတရားကိုဘုန်းဘုန်းတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာသေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းသေလူတွေပဲဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာသေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ကစိတ်နဲ့မပြတ်ဘာလုပ်ပေးရမှာတော့တွေးပေးရမယ်သေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေးပေးရမယ်တွေးပေးလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘယ်လောက်ပြောမရဘူးဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာတော့မမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုပ်ဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့ရဲ့စိတ်ကိုသိခြင်းကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်ကြည်ကောင်းမွန်လေးရှိအောင်ကြိုးစားရမယ်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့သိခြင်းကိုသိတဲ့ဉာဏ်ပညာဟိုတတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံးတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသိခြင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိပြီးသားပါဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါမနေ့ပြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဘာဖြစ်လို့လဲဆိုတော့သေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စစ်တီများစွာရှိတဲ့သေမင်းနဲ့ငါတို့တွေဘယ်ချိန်ကြမှာတွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းအေးမှုချမ်းသာမှုအစစ်ကိုရဖို့အတွက်ဝိပဿနာလို့မဂ်ခင်၈ပါးလို့တတိပဋ္ဌာန်လို့ကိုဘုန်းဘုန်းတို့လုပ်ကြရမှာကိုအဲ့ဒီအလုပ်ကိုလုပ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရတော့အခုပဲလုပ်လိုက်နော်မနေ့ပြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်ပေါ့အခက်မသိရင်ဘာလို့ဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်လို့ပြောရလဲဆိုတော့သေခြင်းတရားမှာအကြောင်းတရားတွေများစွာရှိတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားတင်စားပြီးတော့ပြောတယ်သေမဲမှာစစ်တီများစွာရှိတယ်မဟာသေနေနမစ္ဆုနာမဟာသေနေနဆိုစစ်တီတွေအများကြီးရှိတယ်ဘယ်သူမှတော့မစ္ဆုနာသေမဲမှာမန်သေမင်းဆိုတာဒီခန္ဓာကိုယ်ကလွဲလို့တခြားမှာရှိနေတာလည်းမဟုတ်ဘူးတခြားအရာလည်းမဟုတ်ဒီခန္ဓာကိုယ်ကြီးကိုယ်ကစပျက်စီးတဲ့လို့တစ်ချိန်ကျတော့သူ့ကိုယ်သူတတ်မှာဖြစ်လို့မဟုတ်သူကိုယ်တိုင်ကသေမင်းပဲသူကိုယ်တိုင်ကတတ်တဲ့သူကိုယ်တိုင်ကအသက်ခံရတဲ့အရာဒါကြောင့်သူ့ကိုပဲသေမင်းလို့ပြောတာတော့ပြောရင်ကဒီခန္ဓာကိုယ်ဟာသေစရာအကြောင်းတရားတွေအလွန်များတယ်ကိုမသိနိုင်တဲ့အကြောင်းတရားတွေလည်းအများကြီးရှိတယ်သေစရာအကြောင်းတရားအလွန်များတဲ့ခန္ဓာကိုယ်ပဲတင်စားပြီးတော့ပြောတာများစွာသောစစ်တီရှိသောသေမင်းနဲ့အဲ့ဒီသေမင်းနဲ့ဘယ်ချိန်တွေ့မယ်ဆိုတော့ကျွန်တော်မသိနိုင်ဘူးတဲ့အဲ့တော့အဲ့ဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကတန်ဖိုးရှိတဲ့လုပ်ကိုလုပ်ဖြစ်ဖို့เนาะဒီစိတ်ကိုဘုံဘုံတို့เนาะဆုံးမတဲ့နေရာမှာဒီစိတ်ကိုတွန်းအားပေးတဲ့နေရာမှာဘာကိုပြပြီးတော့မြတ်စွာဘုရားတွန်းအားပေးတာတော့သေခြင်းကိုပြပြီးတော့တွန်းအားပေးတာဒါကြောင့်ကိုယ်စိတ်ကိုတကယ်လိမ္မာခြင်းနဲ့တကယ်အဓိပ္ပာယ်ရှိတဲ့အလုပ်ကိုလုံးမိစေခြင်းနဲ့ဆိုရင်သေခြင်းကိုစဉ်းစားအဲ့ဒါအလွန်ကောင်းတဲ့နည်းလမ်းပဲနောက်ထပ်ဒေသနာတစ်ခုရှိသေးတယ်ကောင်းတဲ့ပေါ်တာတွေပြောလိုက်အောင်နော်သေခြင်းကိုပြပြီးတော့မြတ်စွာဘုရားတိုက်တွန်းတာဥဒ္ဓထနိတိရထဒံလံသိက္ခထတန်တိယမာဝပမတ္ထိဝိညာယမစ္ဆုရာဇအမောဟိထဝတနုခေထကြကုန်လို့ထိုင်ကြကုန်လို့မအိမ်မနေကြိုးစားစေချင်တာပေါ့မြတ်စွာဘုရားဒံလံသိက္ခထတန်တိယစိတ်နှလုံးလေးငြိမ်းအေးဖို့အတွက်ဆွေသွေမြဲမြဲလေ့ကျင့်ကြကုန်လို့အဲ့လိုတိုက်တွန်းတဲ့နေရာမှာဘာကိုပြပြီးတော့တိုက်တွန်းတော့ဆိုတော့သိခြင်းကိုပြပြီးတော့ပဲတိုက်တွန်းတယ်မာဝပမတ္ထိဝိညာယမစ္ဆုရာဇအမောဟိထဝတနုကေ
ဒီမှာလဲတင်စားပြီးတော့ပြောတာသေမင်းကြီးကတဲ့ကိုမေ့နေတာကိုတနေရာကနေကြည်ပြီးတော့တိပြီးတော့မင်းတော့မေ့နေနဲ့အောင်ငါနဲ့တွေ့တော့မှမင်းကိုငါကောင်းကောင်းနှိပ်စက်ပြစ်လိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့သေခြင်းတရားကြီးနဲ့တွေ့တဲ့အခါမှာမဆင်းရဲပါစေနဲ့တဲ့တွေ့ဝေမသေးပါစေနဲ့တဲ့ဆိုလိုတာကလှုပ်ထားကြသေတဲ့အခါကျမှအဆင်မပြေမဖြစ်စေနဲ့သေခြင်းတရားနဲ့တွေ့တော့မှခြေမကင်မိလက်မကင်မိဘာမှမလှုပ်တဲ့မကင်တဲ့သွေးယူသွေးတန်းနဲ့ကြုံရစိတ်တွေနဲ့ကြုံရရလက်တွေကိုဆက်သွားမှာနော်ဟုတ်လားကြုံရစိတ်နဲ့သေရင်တော့ကြုံရဘဝရောက်သွားမှာပဲဟုတ်လားအခုမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာတော့သေခြင်းတရားဆိုတာကစိတ်ထဲကချမ်းချမ်းသာသာပြည့်ပြည့်လဲလဲစိတ်ကလေးနဲ့ရင်ဆိုင်နိုင်ဖို့နော်လွယ်ကူတဲ့အရာတစ်ခုမဟုတ်ဘူးတော့သေခြင်းတရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့စိတ်တွေကတာမန်ပုဂ္ဂိုလ်တွေရဲ့စိတ်တွေကဘာဖြစ်သွားကြမှာပဲများတော့ဖောက်ပြန်သွားကြမှာပဲတုန်လှုပ်သွားကြမှာပဲများတယ်ပုံမှန်အတိုင်းလေးရှိမှာမဟုတ်ဘူးအထူးသဖြင့်တော့လက်မခံနိုင်မှုဒေါသပြဋ္ဌာန်းတဲ့စိတ်နဲ့သေခြင်းတရားကိုတတ္တဝါတွေကရင်ဆိုင်ကြတာများပါတယ်